မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့ဆရာကစီးပွားရေးအထူးတိုးတက်စေသောရတရားလေးတစ်ခုတင်ပြပေးပါမယ်ဗျ။ဒီရတရားလေးကမိသားစုတိုင်းမိမိနေမှာရှိတဲ့သူတယောက်ပြုလုပ်လို့ရပါတယ်ဗျ။ပြုလုပ်ရမှလေးကတော့9ရက်ဇက်တိုက်ပြုလုပ်ရင်ပို့ပြီးအစွမ်းထပ်ပါတယ်ဗျ။ပြုလုပ်ပုံလေးကတော့လွယ်ပါတယ်ဗျ။မိနေဖျားလေးမှာပကံလေးတစ်ချက်လုံးမယ်။အဲ့ဒီပကံလေးမှာကိုရွက်လေး2ရွက်ခင်းရမှာဗျ။အဲ့ဒီကိုရွက်လေးပေါ်မှာကိုကာကိုလာလေးတစ်ခွက်စီကတ်လူပေးရမှာဗျကိုကာကိုလာလေးတစ်ခွက်စီတင်ပြီးတော့မိနေဖျားမှာကတ်လူပေးရပါမှာဗျကိုရွက်လေးနဲ့ကိုလာလေးလူပြီးတော့မိစီးပွားရေးအတွက်မိလိုရာဆူတောင်းပါဗျအဲ့ဒီစီးပွားရေးအတွက်မိလိုရာဆူတောင်းတဲ့အချိန်မှာဆူတောင်းပုံလေးကတော့လွယ်ပါတယ်အမြဲထာဝရလောက်ကင်တများစီးပွားရေးလက်လာပါများပွင့်လန်းတိုးတက်ရပါလို့ဤလောက်ကင်တများစီးပွားရေးလက်လာပါများပွင့်လန်းတိုးတက်ရပါလို့အမြဲထာဝရဆိုတဲ့စလုံးလေးတစ်လုံးတော့ပါဖို့လိုတယ်ဗျအဲ့ဒါလေးကိုဖြစ်နိုင်တော့9ရက်တိတိ9ရက်စတိုက်လုပ်ပေးပါဗျမိနေဖျားမှာပဲလုပ်ပေးအရှိန်မလိုဘူးနေရမလိုဘူးကြိုက်တယ်လို့လူလို့ရပါတယ်ဗျအဲ့ဒါလေးလူရှင်အဖြစ်စီးပွားရေးဇာတ်တိုးပွားအောင်မြင်တာတွေကိုတွေ့ရတယ်နံပါတ်1အချက်အနေနဲ့ဟာလုံနေတဲ့စီးပွားရေးတွေမှာစိတ်ကြည်လင်လန်းဆန်းမှုတွေဖြစ်လာမယ်ဗျနံပါတ်3အချက်အနေနဲ့ဘာလို့ဆိုတော့ဝင်ငွေတွေမထင်ထားဘူးမမျှော်လင့်ထားဘူးငွေတွေမဝင်တော့ဘူးလို့ထင်ထားတဲ့အချိန်ဒီမှာဘုံကနဲ့ငွေရတာမျိုးလေးတွေမြင်ရပါတယ်ဗျအခုချိန်မှာစီးပွားရေးအခက်အခဲအကျက်တဲတွေအတွက်ဒီရတရားလေးကိုပြုလုပ်ကြပါဗျမိတ်ဆွေများအားလုံးဒီရတရားလေးပြုလုပ်ရှင်အဖြစ်ကိုရက်လေးနဲ့ကိုလာလေးလူရှင်အဖြစ်စီးပွားရေးလက်လာပါများစာထက်တိုးပွားအောင်မြင်ရှမ်းသာကြပါစေဗျမိတ်ဆွေများအားလုံးကျမ်းမာကြပါစေရှမ်း